အားလုံးပဲမင်္ဂလာပါရှင်မြန်မာ story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နားထောင်ရမယ့်ပုံပြင်လေးကတော့စကားကိုဘယ်လိုပြောမလဲဆိုတာကဘဝကိုဘယ်လိုရနိုင်မလဲဆိုတာကိုသင်ပေးရဲ့ပုံပြင်လေးတစ်ပုဒ်ပဲထည့်ပါတယ်တခါတော့ကမျိုးတစ်မျိုးရဲ့လမ်းတစ်နေရာမှာတထေးသားလူငယ်၄ယောက်ဟာရက်ပြီးထွေရ၄ပါးစကားပြောနေကြပါတယ်အဲ့ဒီအချိန်မှာပဲမုတ်ဆိုးတစ်ယောက်ဟာသူတောလိုက်လို့ရလာတဲ့သားကောင်အမျိုးမျိုးကိုလှဲတစ်စီးနဲ့တင်ပြီးလမ်းတစ်လျှောက်မောင်းလာခဲ့ပါတယ်။အဲ့ဒါကိုမြင်လိုက်တော့တထေးသားလူငယ်၄ယောက်ထဲကတစ်ယောက်ဟာရှေ့ထွက်လာပြီးအတန်ခတ်မာမာနဲ့အခုလိုပြောလိုက်ပါတယ်။ဟေးမုတ်ဆိုးငါ့ကိုအမီးတုံးလောက်ပေးစမ်းပါ။မုတ်ဆိုးကလှဲကိုအသာရက်လိုက်ပြီးလူငယ်ကိုတစ်ချက်ကြည့်ကအေးစစ်စစ်ပြန်ပြောလိုက်ပါတယ်။လူငယ်တင်းစကားဟာအမီးလိုပဲနောက်ဆုံးမှသာတွဲလိုက်လာတာပါ။ဒါကြောင့်အမီးကိုပဲယူသွားလိုက်ပါလို့ပြောပြီးသားကောင်ရဲ့အမီးကိုသာပေးလိုက်ပါတယ်။ဒါကိုမြင်တော့ဒုတိယတထေးသားကရှေ့ထွက်လာပြီးပြောလိုက်ပါတယ်။အကိုငါ့ကိုလည်းအမီးတုံးလောက်ပေးပါ။မုတ်ဆိုးကခဏစဉ်းစားပြီးအပြုံးလေးနဲ့ပြန်ပြောလိုက်ပါတယ်။အကိုဆိုတဲ့စကားဟာကိုအင်္ဂါကိုအဆွဲပြုပြီးခေါ်တဲ့စကားပါ။ဒါကြောင့်ကိုသားကိုယူသွားလိုက်ပါလို့ပြောပြီးသားကောင်လည်းကိုသားတစ်စိတ်ကိုပေးလိုက်ပါတယ်။နောက်တစ်ယောက်ကတော့အတန်ကိုနည်းနည်းလေးစားတယ်လို့ပြောင်းပြီးအခုလိုပြောလိုက်ပါတယ်။အဖေကျွန်တော်ကိုအမီးတုံးလောက်ပေးပါ။ဒီစကားကိုကြားလိုက်တဲ့အခါမုတ်ဆိုးကြီးဟာအလွန်ပီတိဖြစ်သွားပြီးအေးစစ်စစ်အခုလိုပြောလိုက်ပါတယ်။အဖေဆိုတာကြားရတဲ့သူရဲ့နှလုံးကိုတောင်းလုစေတဲ့စကားပါ။ဒါကြောင့်တင်းကနှလုံးကိုယူသွားလိုက်ပါလို့ပြောပြီးသားကောင်ရဲ့နှလုံးသားကိုပေးလိုက်ပါတယ်။နောက်ဆုံးတထေးသားတယောက်ကတော့အလွန်ယဉ်ကျေးတဲ့အတန်နဲ့အခုလိုပြောလိုက်ပါတယ်။ချစ်တော်မိတ်ဆွေကြီးကျွန်တော်ကိုအမီးတုံးလောက်ပေးပါလားခမညာ။ဒီစကားကိုကြားလိုက်တဲ့အခါမိုးဆိုးကြီးဟာအလွန်ပီတိဖြစ်သွားပြီးအေးစစ်စစ်အခုလိုပြောလိုက်ပါတယ်။လူဆိုတာတူးရောက်တဲ့ယက်တီလိုမရပါဘူး။မိတ်ဆွေများစွာနဲ့သာဘဝကိုအားပေးရပါတယ်။မိတ်ဆွေဆိုတာခန္ဓာကိုယ်နဲ့ဆက်ဆက်သမျှအရေးပါတဲ့အရာအားလုံးပါပဲ။လူပြောပြီးကောင်းမြတ်တဲ့အသားအပိုင်းများစွာကိုပေးလိုက်ပါတယ်။ဒီပုံမြင့်လေးကနေသိရှိရတာကတော့မှန်ကန်သောတာယာနာပြောဖွေကောင်းသောအများအကျိုးရှိသောစကားကိုပြောဆိုခြင်းဒီမင်္ဂလာတစ်ပါးဖြစ်ပါသည်ဆိုရက်မြတ်ကုဒ္ဒ၏ဆုံးမစကားပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ပုံမြင့်လေးတွေနဲ့ထပ်မံတွေ့ဆုံကြရအောင်နော်။